DJI Pocket Camera Osmo Pocket 3နဲ့ Insta360 ရဲ့ Tiny Camera ကိုကထွားလေးကဘလို့အားသက်ချက်တွေရှိလဲဘလို့လူတွေကဘယ် camera ကိုသုံးသင့်လဲဆိုတာကိုပြပြသွားပါမယ်ဒါကတော့ Osmo Pocket 3နဲ့ကိုကထွားရဲ့ 4K 30fps နဲ့ရိုက်ကူးထားတဲ့ footage တွေပဲဖြစ်ပါတယ် slow motion shot တွေအတွက် Pocket 3နဲ့ 120fps ထိရိုက်ကူးနိုင်ပြီးကိုကထွားနဲ့တော့ 60fps နဲ့ရိုက်ကူးနိုင်ပါတယ်Pocket 3မှာက D-Logဆိုတဲ့ professional feature လေးပါဝင်ပါတယ်ဒီ feature လေးက color grading ပြန်လုပ်နိုင်ပြီးတော့ cinematic shot တွေကိုရိုက်ကူးနိုင်ပါတယ်ကိုကထွားကတော့ POV shot တွေရေအောက်ထဲမှာရိုက်ချင်တာတွေစပိန်စီးတာတွေအားကစားလုပ်တာတွေနဲ့ကိုယ့်ရဲ့တိလေးတွေရဲ့ POV shot တွေကိုရိုက်ကူးချင်တယ်ဆိုရင်ရွေးချယ်သင့်ပါတယ် Pocket 3က 1inch sensor ပါဝင်ပြီးတော့ကိုကထွားက 1/1.28 inch sensor ပါဝင်ပါတယ် Osmo Pocket 3မှာတော့ edit track လေးပါဝင်တာဆိုတော့တခြားသူရဲ့အကူအညီမလိုပဲတယောက်တည်း vlog လေးတွေကိုဖန်တီးနိုင်ပါတယ်ကိုကထွားကတော့ tiny camera ဖြစ်တာကြောင့်ကိုကလူကြားထဲမှာ vlog ရိုက်ဖို့ရှက်တက်တယ်ဆိုရင်တော့ဒီ camera လေးကအကောင်းဆုံးပါ battery life မှာတော့ Osmo Pocket 3က 4K 30fps နဲ့ဆိုရင်116မိနစ်ရိုက်ကူးနိုင်မှာဖြစ်ပြီးတော့0 to 80% အားသွင်းမှုဆိုရင်16မိနစ်ပဲလိုအပ်ပါမယ်ကိုကထွားကတော့ 4K resolution ကို camera သီးသန့်နဲ့ပဲဆိုရင်မိနစ်60ရှင်ပွန်းနဲ့ဆိုရင်180မိနစ်ထိရိုက်ကူးနိုင်ပါတယ်0 to 80% အားသွင်းမှုကလည်းအချိန်12မိနစ်ပဲလိုအပ်တာပါနော်Pocket 3ရဲ့ creator combo set မှာတော့ဒီလို accessory လေးတွေပါဝင်ပါတယ်။ဒါက creator တယောက်အတွက်ပြည့်စုံတဲ့ combo set လေးပါ။ DJI module လေးလည်းပါဝင်ပြီးသားဆိုတော့ vlogger တွေအတွက်အဆင်ပြေစေပါတယ်။ Goa ရဲ့ creator panel မှာတော့ဒီလို accessory လေးတွေပါဝင်ပါတယ်။ဒါက POV shot တွေ action shot တွေနဲ့ creative shot များအတွက်အကောင်းဆုံးအတွဲဆက်လေးဖြစ်တာကြောင့်စွန်စားခန်းတွေအတွက်ရွေးချယ်သင့်ပါတယ်။ Pocket 3နဲ့ Goa ရဲ့တူညီတဲ့အချက်တစ်ခုကတော့ micro SD ကလိုအပ်တာပါ။အခုပြပြပေးသွားတဲ့ camera နှမျိုးလုံးက resolution တွေ FPS တွေ battery life တွေကအရင်ကွာနေတော့မဟုတ်ပါဘူး။ Pocket 3လေးက solo vlog တွေ cinematic sensor လောနဲ့ရိုက်ချင်တာတွေနဲ့ behind the scene ရိုက်ချင်တာတွေအတွက်ရွေးချယ်သင့်ပါတယ်။သူက gimbal base camera လေးဖြစ်ပြီးတော့ရေစုံမခံတာကြောင့်အသုံးပြုတဲ့အခါမှာတော့ view စိုက်ပေးဖို့လိုအပ်ပါမယ်နော်။ Goa ထွားလေးကတော့ camera shine ဖြစ်တဲ့ POV shot တွေကိုရိုက်ချင်တဲ့အားကစားလုပ်တာတွေကိုလည်းရိုက်ချင်တဲ့ရေစုံခံတာလည်းလိုချင်တဲ့ကိုတီလေးတွေရဲ့ POV တွေကိုလည်းရိုက်ချင်တဲ့ဆိုရင်တော့ဒီ camera လေးကအကောင်းဆုံးပါ။ဒီဗီဒီယိုကိုကြည့်ပြီးတော့ဘယ်ကင်မရာကကိုနဲ့ကိုက်ညီမလဲဆိုတာကိုရွေးချယ်သွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ Six Camera House မှာလည်းဒီကင်မရာနှမျိုးလုံးကို install ရနေပါပြီ။ Pocket 3လေးကြိုက်တယ်။ action shot လေးရိုက်ချင်တယ်ဆိုရင်နီးလန်းရှိရနော်။ကင်မရာနှမျိုးလုံးသာဝယ်ထားလိုက်။